အသင်းကနေထုတ်လိုက်ပြီလို့သတင်းထွက်လာတဲ့ဒီဇင်ဘာနှင်းကိုတာဝန်ယူဖြစ်ရှင်းပေးလိုက်တဲ့ဥက္ကဋ္ဌဦးစောစောဒီဇင်ဘာနှင်းကတော့သစ္စာအမှန်အသင်းမှာဝင်ကစားနေရကနေအသင်းဘက်ကအင်ဂျီလည်းမပေးနိုင်တဲ့အပြင်ဘာမှမလုပ်ပေးတော့တဲ့အကြောင်းတွေကိုအင်တာဗျူးနဲ့တကွပြောလာခဲ့တာပါဒါကြောင့်မို့လူအများကသစ္စာအမှန်အသင်းကိုဝေဖန်ကြသလိုမြန်မာဘောလုံးလောကကဒီလောက်တောင်ဖြစ်ပျက်နေလားလို့လည်းသိကုန်ကြပါတယ်ဒါကြောင့်မို့အမှန်တရားကိုထုတ်ဖော်ခဲ့တဲ့ဒီဇင်ဘာနှင်းကိုအဖွဲ့ကနေထုတ်လိုက်ပြီလို့သတင်းထွက်လာခဲ့တာပါအားလုံးကဒီဇင်ဘာနှင်းကိုစိတ်ပူနေကြတဲ့အချိန်မှာဥက္ကဋ္ဌဦးစောစောကမီဒီယာတွေရှေ့မှာလူရှိထွက်ဖြည့်ရှင်းပေးလာခဲ့ပါတယ်အဲ့ဒါကတော့ဒီဇင်ဘာနှင်းကိုအသင်းကနေမထုတ်တဲ့အပြင်ကစားသမားတူအနေနဲ့ထုတ်ပြောပေးတဲ့အတွက်လည်းသူ့ဘက်ကရက်တည်ပြီးတော့မှာပါဒါအပြင်ဒီဇင်ဘာနှင်းကထုတ်ပြောလိုက်တာမို့ဦးစောစောဘက်ကနေမြန်မာဘောလုံးလောကရဲ့လိုအပ်ချက်ကိုသိကသစ္စာအမှန်အသင်းကိုသိန်းတစ်ထောင်ထောက်ပံ့ပေးမယ်လို့သိရပါတယ်ပုံမှန်ဆိုရင်ဒီလောက်မပေးပေမဲ့ဒီဇင်ဘာနှင်းကြောင့်သာအခုလိုအမြန်ဆုံးပေးဖို့စီစဉ်လိုက်တာပါရလိုက်တဲ့ငွေပမာဏကိုအသင်းသားတွေကိုလည်းပြန်လည်မျှဝေပေးဖို့ဦးစောစောကမှာလာခဲ့ပါတယ်ဒီဇင်ဘာနှင်းဘက်ကရက်တည်ပေးလာခဲ့တဲ့ဦးစောစောပေါ်ပြည်သက်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်